မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့နော်ဒီ vet ရဲ့ရှေ့မှာကျွန်တော်တို့ die ဆိုတဲ့စကားလုံးကိုထားတာပေါ့နော် die ဆိုတာသူကိုယ်တိုင်လည်းတကယ်တော့ vet ပါပဲသူကိုယ်တိုင်လည်း vet ဆိုတဲ့စကားလုံးပဲဒါပေမဲ့သူ့ရဲ့ရှေ့မှာဒီ die ဆိုတဲ့ကောင်ထားလိုက်လို့ရှိရင်ခွင့်ရတယ်လို့အဓိပ္ပာယ်ရတယ်ခွင့်ရတယ်ဆိုတာဘယ်လိုမျိုးလို့ဆိုတော့အခွင့်အရေးတစ်ခုကိုရတဲ့နေရာမျိုးမှာသုံးတာပေါ့နော် die ဆိုတာရတယ်ဒါပေမဲ့ဥပမာတကယ်လို့နောက်ကသွားတယ်ဆိုရင်သွားရတယ်သွားခွင့်ရတယ်ပေါ့သွားခွင့်ရတယ်ဆိုတော့ဘယ်လိုမျိုးအဓိပ္ပာယ်တုံးဆိုလို့ရှိရင်ဒီ vet ကလေဒီ sorry ဒီ die ဆိုတဲ့ကောင်က vet ရဲ့နောက်မှာလည်းထားလို့ရတယ်တကယ်တော့ဒီသူကိုယ်တိုင်လည်း vet ပဲနော် die ဆိုတာရတယ်ဆိုတာလည်းတကယ်တမ်း vet ဆိုတဲ့စကားလုံးပါပဲကျွန်တော်တို့ဒီအင်္ဂလိပ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီခံခိုးဝယ်ဖို့ share ရှုဆိုတဲ့အဲ့လိုမျိုးပုံစံပေါ့သူကိုယ်တိုင်ကလည်း vet တစ်ခုလိုမျိုး helping vet တစ်ခုလိုမျိုးပေါ့နော် vet တူမီတွေကလို့အစုတွေကဟာလိုမျိုးပဲဒီပေါ့သူကိုယ်တိုင်လည်း CN cam ဆို I cam ဆိုရင်ကျွန်တော်လုံနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းသုံးလို့ရတယ်တခါကျတော့လည်းကျွန်တော်တို့ကကျွန်တော်ရေကူးတတ်တယ်ကျွန်တော်ဘာလုပ်တတ်တယ်ဆိုပြီးဒီကရှေ့မှာထားပြီးတော့လေဒီနောက်က vet ကိုအထူးပြုပြီးတော့လဲသုံးလို့ရတဲ့အကူကရိယာမျိုးပေါ့ဗျာအကူကရိယာတစ်ခုအဲ့လိုမျိုးလဲသုံးလို့ရတဲ့စကားလုံးပေါ့နော် die ဆိုတာကျွန်တော်တို့ cam ဆိုတာတော့အင်္ဂလိပ်လိုကရှင်းပို့ရှုပ်တယ်လိမ့်မယ်ကျွန်တော်ကအင်္ဂလိပ်စကားရတာမဟုတ်ဘူးအခင်းကျတော့ CN cam ဆိုတဲ့ပုံစံမျိုးပေါ့တခါတလေကျွန်တော်တို့ I cam ဆိုပြီးတော့ဒီနောက်မှာတစ်ခုခုပေါ့ဗျာကျွန်တော်တို့ဘာလုပ်နိုင်ပါတယ်ကျွန်တော်တို့ဘာလုပ်လို့ရပါတယ်ဆိုပြီးတော့လဲသုံးလို့ရတယ်နော်အဲ့လိုစကားလုံးဒီတခါကြလဲသူ့တလုံးနဲ့သုံးနေပြော main back အနေနဲ့တခါကြလဲသူကအကူကရိယာအနေနဲ့သူဘာလုပ်တတ်တယ်သူရေကူးတတ်တယ်သူဘာညာဆိုပြီးနောက်ကကောင်ကိုလည်းပြန်အထူးပြုပြီးသုံးလို့ရတဲ့ဟာမျိုးပေါ့အဲ့ဒီတဘောမျိုးပေါ့နော်အင်္ဂလိပ်လိုကတော့ကျွန်တော်တို့ကတော့တည့်ရတိုင်းပဲတော်တော်လေးကိုအားနေပါတယ်နော်မြန်မာပြည်ကလာတာဆိုတော့တည့်ရတိုင်းပဲပေါ့အခင့်ကြတော့မြန်မာပြည်ကလာတယ်ဆိုတာတင်တန်းမတက်ဘူးတဲ့လူကိုပြောတာပေါ့နော်တင်တန်းတက်ဘူးတဲ့လူတွေကတော့တည့်ရတိုင်းပဲမြန်မာပြည်ကတော့အကုန်ကျွမ်းကြပါတယ်နော်သူဟာနဲ့သူအဲ့ဆိုလို့ရှိရင်ဒီမှာdie ဆိုလို့ရှိရင်ကြတော့ဘယ်လိုလုံးဆိုလို့ရှိရင်ဒီကောင်ကအခွင့်ရတယ်လို့ပြောတယ်အခွင့်ရတယ်ဆိုလို့ရှိရင်ဘယ်လိုဆိုတော့လူက9ယောက်ရှိတယ်အဲ့ဒီထဲမှာတထေးကကိုယ်တယောက်ပဲတွားခိုင်းတာကိုကတထေးကကိုတယောက်တည်းပဲပေးပြီးတော့တွားခိုင်းတယ်ပေါ့ကိုတယောက်တည်းပဲပေးပြီးတွားခိုင်းတယ်ဆိုလို့ရှိရင်အေးကျွန်တော်တွားခွင့်ရတယ်တကယ်လို့အလောက်ကဟိုနာတွားမယ်ဆိုလို့ရှိရင်အချိန်ပိုတွေလည်းရတယ်ပြီးလို့ရှိရင်ရက်မှန်ကြီးတွေလည်းပိုရတယ်ပေါ့အဲ့လိုနေရာမှာအလုပ်သမားတွေအများကြီးတွေကနေမှာကိုတို့ကတထေးကရွေးပြီးကိုတွားခိုင်းတယ်ဆိုလို့ရှိရင်ဖုံတိုက်ပိုင်းဆိုလို့ရှိရင်အေးကျွန်တော်တွားခွင့်ရတယ်ကျွန်တော်တွားခွင့်ရသွားပြီပေါ့ကျွန်တော်တတိယရွေးချယ်လိုက်ပြီပေါ့ကျွန်တော်တို့သွားခွင့်ပေးလိုက်ပြီဆိုတဲ့ပုံစံမျိုးနဲ့သုံးနေတာဖြစ်ပါတယ်။ဒါဖြစ်လို့ဆိုဒီ die ကခဏနေဒီနောက်တစ်ပိုင်းကြလို့ရှိရင်ဒီ die ကိုဒီ vet ရဲ့နောက်မှာထားပြီးတော့သုံးမှာဖြစ်ပါတယ်။တုံးပြမှာပေါ့နော်။အဲ့ဒါတွေကကြဘာလို့ဆိုတော့ပိုင် die ဆိုကြတော့ဖုံပိုင် die ဆိုရင်ကျွန်တော်သွားလို့ရပါတယ်ဆိုတဲ့တဘောအဲ့ဒါကြတော့တတိယဆုံးဖြတ်တာမဟုတ်ဘူးကိုကဆုံးဖြတ်တာကျွန်တော်ကိုသွားခိုင်းရင်လည်းကျွန်တော်သွားလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပြီးလို့ရှိရင်ဒီလမ်းကိုဘယ်သူမှဆိုသွားလို့ရတယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုနေရာမှာသုံးတာပေါ့ဒီ die ကိုနောက်ကထားမယ်ဆိုဒီ die ကိုရှေ့ရထားမယ်ဆိုလို့ရှိရင်ကြတော့အဲ့လိုအခွင့်အရေးရတဲ့နေရာမှာသုံးတယ်မနေ့ကသွားဖြစ်လားဆိုဖုံတိုက်ပိုင်းဆိုလို့ရှိရင်လည်းအဲ့လိုရတယ်မနေ့ကသွားဖြစ်လားဆိုကျွန်တော်သွားဖြစ်တယ်မနေ့ကဖုံတိုက်ပိုင်းဆိုကျွန်တော်မနေ့ကသွားဖြစ်တယ်အဲ့လိုမျိုးနေရာမှာလည်းသုံးပါတယ်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းသုံးလို့ရပါတယ်ပြီးပြီးသားကိစ္စတွေမှာမနေ့ကဈေးသွားဖြစ်လားဆိုဖုံတိုက်ပိုင်းဆိုကျွန်တော်သွားဖြစ်တယ်ကျွန်တော်သွားဖြစ်ခဲ့တယ်ပေါ့အဲ့လိုမျိုးလည်းသုံးလို့ရပါတယ်ဒါပေမဲ့များတော့အဖြစ်ကတော့အဲ့လိုနေရာမှာဘာတော့ဆိုလို့ရှိရင်ငါတော့ဘယ်လိုဆိုငါသွားခွင့်ရသွားပြီငါတော့ဒီဘယ်လိုပြောဆိုဒီအခွင့်အရေးကိုငါရသွားပြီဆိုတဲ့ပုံစံမျိုးမှာပို့ပြီးသုံးပါတယ်။နောက်မှ9ယောက်ထဲမှာ1ယောက်ပဲသွားခွင့်ရတဲ့အခါမှာတတိယကိုဆုံးဖြတ်လိုက်တာအဲဆိုရင်ကိုကထအောင်အိုးဖုန်တိုင်းပိုင်းလဲအောင်ဆိုကျွန်တော်သွားခွင့်ရပြီဟေးဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုနေရာမှာသုံးတဲ့စကားဖြစ်ပါတယ်နော်။ခွင့်ရတယ်ပေါ့အဲ့လိုမျိုးပုံစံဖြစ်ပါတယ်။နောက်မှသွားတယ်ဆိုတော့သွားခွင့်ရတယ်ပေါ့စားတယ်ဆိုတော့စားခွင့်ရတယ်ပေါ့လှုပ်တယ်ဆိုတော့လှုပ်ခွင့်ရတယ်ပေါ့အဲ့လိုမျိုးပုံစံဖြစ်ပါတယ်နော်။ဒါဆိုရင်တော့ဒါကိုနားလည်မယ်ထင်ပါတယ်နော်။ဒီရှေ့အပိုင်းတွေမှာကျွန်တော်အစနဲ့အဆုံးအထိပြန်ရှင်းပေးထားတယ်ဆိုတော့ဒီမှာမရှင်းတော့ဘူးเนาะပြီးရင်ဒါကတော့ကျွန်တော်ရဲ့ဒီလောလောဆယ်ကျွန်တော်အသုံးအများဆုံးလို့ထင်တဲ့ဟာတွေပေါ့လေတင်ပေးသွားတာဒီ vet ရဲ့ရှေ့မှာရှိတဲ့စကားလုံးဆိုလို့ရှိရင်ဒါတွေကတော့ကုန်ပြီပေါ့နော်ဒါမဲ့ဒီစကားလုံးကကုန်သွားတာမဟုတ်ဘူးเนาะကျွန်တော်သတိမထားမိတဲ့စကားလုံးတွေရောကျွန်တော်သတိမထားမိဘူးဗျာ18နှစ်တောင်ရှိပြီသတိမထားမိဘူးဆိုလို့ရှိရင်တိတ်ပြီးတော့ဟိုကမဖြစ်တော့ဘူးထင်တာပဲပေါ့နော်တိတ်အသုံးမများတော့ဘူးထင်တာပဲပေါ့ဒီစကားလုံးတော့ဆိုတော့ရလောက်ပါပြီ18လုံးတောင်ဆိုတော့เนาะဒါဆိုရင်ကျွန်တော်နောက်တစ်ပိုင်းကျတော့ဒီကောင်ကို vet ရဲ့နောက်မှာထားပြီးတော့တင်ပေးမယ်ဘာလို့လဲဆိုတော့ကျွန်တော်က vet ရဲ့နောက်မှာလဲစလုံးတွေကထည့်ပြောပါသေးတယ်ကျွန်တော်တို့ရဲ့ပြောချင်တဲ့အထိပ္ပယ်တွေပို့ပြီးတော့လေးနက်ဖို့ဟိုလက်ရှိအခြေအနေကိုတခါတည်းသူများကိုပြောပြတဲ့အခါမှာအခြေအနေကိုကွက်ကွင်းမြင်အောင်ပြောနိုင်ဖို့ကျွန်တော်တို့ကစကားလုံးတွေရွေးပြီးသုံးရတာလေအဲ့လိုမျိုးစကားလုံးကဒီ vet ရဲ့ရှေ့မှာထားရတာ18လုံးဘယ်လုံးရှိအောင်14လုံးလားမလို့ရှိနေတယ်14 15ရှိမယ်တူတယ်အပိုင်းဆိုတော့ဒီကောင်ကကျွန်တော်ထင်တယ်18လောက်လား19လားတော့မသိဘူးအဲ့လောက်ထိရှိမှာပေါ့နော်အဲ့ဒီဒါဆိုရင်တော့ဒီထိရောက်ပြီပေါ့အဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်ခါကျတော့ကျွန်တော်ဒီ vet ရဲ့နောက်မှာထားတဲ့စကားလုံး4-5လုံးတော့အနည်းဆုံးရှိမယ်နဲ့တူပါတယ်နော်အဲ့ဆိုလို့ရှိရင်အဲ့ဒီနောက်မှာထားတဲ့စကားလုံးကိုပြန်တင်ပေးမှာဖြစ်ပါတယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီကောင်ပိတ်လိုက်မယ်နော်